ကဲကြည်စံတစ်ချက်မဖောက်ရပဲနဲ့လာရှိုးမျိုးကြီးတော့ငါတို့တက်မလို့ရပြန်လေရရှိသွားပြီနော်အချက်9ချက်နဲ့သဘောတူညီမှုနဲ့အဲ့သဘောတူညီချက်9ချက်ရပြောရမယ်ဆိုလို့ရှိရင်ဒီငါတို့ရဲ့ကုန်သက်စီးဆင်းမှုလမ်းကြောင်းမူဆယ်မန္တလေးမရှိသမျှ EAO တွေအကုန်လုံးကအနောက်ကိုဆုတ်ပါဘူးနော်ရာဇတန်နဲ့သွားတာအဓိကကတော့ကုန်စည်စီးဆင်းမှုတရုတ်ကနေပြီးမြန်မာနိုင်ငံကိုဝင်တဲ့ကုန်စည်စီးဆင်းမှုပြဿနာတက်နေတာအဲ့ဟာအတွက်ကိုဒီလိုမျိုးနိုင်ငံရေးနည်းနဲ့ဖြေရှင်းလိုက်တာပေါ့ကြီးစံတောင်းအဖောက်ရပဲနဲ့နော်ဒါဘုံမှု3ယောက်ဟာဘုံမှုပါဝင်တက်ကြ2ယောက်ဒီ3ယောက်ဟာဒီလမ်းကိုလာမယ်ဆိုတာကိုသတင်းပေးတာကနေပြည်တော်မှာရှိနေတဲ့ဖရဲဒီကသတင်းပေးတာဖြစ်ပါတယ်ဒီသတင်းပေးမှုအပေါ်မှာ PDF တွေကလည်းအကျိုးရှိရှိထိထိရောက်ရောက်အသုံးချလိုက်နိုင်တာတွေ့ရတယ်အမေတမပေးယူမျှတယ်ပေါ့ရှင်ဆိုတဲ့အခါကျတော့ပြည်သူရှိကသတင်းမရတာကိုလည်းစစ်ကောင်စီကရင်ဆိုင်နေရတာဖြစ်တယ်လို့သူ့ရဲ့အတွင်းထဲမှာလည်းနော်စစ်ကောင်စီအနေနဲ့ကြည့်ရင်သစ္စာပေါက်ပေါ့ရှင်သစ္စာပေါက်တွေရှိနေတာဖြစ်တဲ့အတွက်သူတို့ဟာဘလို့တွေပဲစူးစမ်းနေသူတို့ရဲ့ရှုံးဝဲတွေကိုပဲကျွန်တော်တို့ကမြင်ရမှာကျွန်တော်ပြည်သူလူထုကမြင်ရမှာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်2025မှာမြင်လာရနိုင်တဲ့အနေအထားမျိုးရှိရပေါ့ရှင်နော်နောက်တစ်ခုက Catch it တဲ့ချင်မှာအားလုံးမင်္ဂလာပါ Sample reaction ဒီတစ်ပိုင်းပြန်လဲကြိုဆိုပါရစေကဲဟုတ်ပြီကျွန်တော်ဒီနေ့ဗီဒီယို reaction လေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe နေပြီးဖို့ဆိုရင် like subscribe နေပြီးဖို့ကျွန်တော်ရဲ့တောင်းဆိုချင်ပါတယ်ကဲဟုတ်ပြီကျွန်တော်ဒီနေ့ဗီဒီယို reaction တွေကဘောမဗီဒီယို reaction တွေပါရလဲဆိုတော့ပထမဗီဒီယိုမှာဒီလာရှုမျိုးကိုတင်တဲ့တစ်ချက်မှမဖြစ်ဘဲနဲ့ပြင်ပြီးတော့တင်လိုက်ရပြီဆိုတဲ့ဘောမတကောင်ရဲ့ပြောတာကိုကိုကောင်ရှယ်လေးရဘလို့ပြင်ပြောလဲဆိုတော့လာရှုကိုအားကိုမတိုက်ရဲနဲ့တရုတ်အားကိုပြီးတော့ပြင်ရအောင်ယူလိုက်တဲ့မြင်း online ဆိုပြီးတော့သူရဲ့ပြင်ပြောတဲ့ video file ရဲ့အဲ့နောက်မှာဒီမြင်း online ကိုအကျန်းဖက်မြင်း online ပေါ်အပီပီဆိုင်ရာတရားရုံး ICC ကဖောင်ရန်ထုတ်ထားတဲ့ပေါ်အခုအတည်ပြုလိုက်ပြီဆိုတဲ့ဒီခက်တင်မီဒီယာရဲ့တဲ့တွေရဲ့ပြီးရင်အဲ့နောက်မှာဒီပေါ်မှာတွေရဲ့ဟောင်းတန်လောင်တန်ကြည့်ကြတာကိုကျွန်တော်နဲ့တူ reaction လုပ်ပြီးတော့ကြည့်လိုက်ရအောင်ကဲ let's go ကဲကြည်စံတစ်ချက်မဖောက်ရပဲနဲ့လာရှိုးမျိုးကြီးတော့ငါတို့တက်မလို့ရပြန်လေရရှိသွားပြီနော်အချက်9ချက်နဲ့သဘောတူညီမှုနဲ့အဲ့သဘောတူညီချက်9ချက်ရပြောရမယ်ဆိုလို့ရှိရင်ဒီငါတို့ရဲ့ကုန်သက်စီးဆင်းမှုလမ်းကြောင်းမူဆယ်မန္တလေးမရှိသမျှ EAO တွေအကုန်လုံးကအနောက်ကိုဆုတ်ပါဘူးနော်ရာဇတန်နဲ့သွားတာအဓိကကတော့ကုန်စည်စီးဆင်းမှုတရုတ်ကနေပြီးမြန်မာနိုင်ငံကိုဝင်တဲ့ကုန်စည်စီးဆင်းမှုပြဿနာတက်နေတာအဲ့ဟာအတွက်ကိုဒီလိုမျိုးနိုင်ငံရေးနည်းနဲ့ဖြေရှင်းလိုက်တာပေါ့ကြီးစံတောင်းအဖောက်ရပဲနဲ့နော်လာရှိုးပြန်ရသွားတယ်အဲ့တော့ကိုကြီးပြောချင်တာကမင်းတို့လာရှိုးအတွက်အသေးခံထားရတဲ့ငါတို့ရဲ့ငတုံးကောင်တွေကွာဟို PDF ကောင်တွေအဲ့ကောင်တွေရဲ့အလောင်းတွေအဲ့ကောင်တွေအသက်တွေကဘာဖြစ်သွားလဲဟမ်မသိအဲ့ PDF စံနမူနာယူစရာကိုပြောရအောင်ဂျားထဲမှာတည်ရတဲ့လူကဗမာတွေပဲတည်ရတာကွာဟုတ်ပြီလားအဲ့တော့မင်းတို့ဟိုဘက်ကရခိုင်မှာတိုက်နေတဲ့ဗမာကောင်တွေမင်းတို့ဘာလုပ်မှာလဲမင်းတို့မြင်နေနော်ရှောတာပဲဖတ်တယ်ပဲကိစ္စအချိန်တန်းပြီးရင်ပြီးသွားမှာနော်လူရခိုင်ကိုလည်းမင်းတို့ဗမာတွေမယုံနဲ့နော်ဒီဘက်ကကိုကန့်လို့ပါလို့လည်းမင်းတို့မယုံနဲ့မင်းတို့ဂျားထဲမှာအသုံးချနေတာမင်းကိုယ်တိုင်ဝင်တိုက်လိုက်ပါလားငါတို့ကအစောကြီးရထားလေးကိုသိတယ်တီးတော့လည်းပြောနေတာပဲနော်မင်းတို့ကရမမရတာလာမညရခိုင်လိုက်အတိုင်းပဲလာလိမ့်မယ်စောင့်ကြည့်လိုက်ဟုတ်ပြီလားစီရေးချင်းတွေကတော့ခုနောက်ပိုင်းမှာဒီကောင်မှာအကောင်ကြီးကြီးပေါ့နော်ဘုံမူကြီးအဆင့်လောက်တော့မဟုတ်ဘူးနဲ့ဒီထက်ပိုတဲ့ယာနူးတွေနဲ့ပုံကိုယ်တွေကိုခက်စိတ်ဖန်စီလာနိုင်တယ်ပေါ့နော်စစ်တုံးပန်းတွေအဖြစ်ဖန်စီလာနိုင်တဲ့သတင်းတွေကိုကျွန်တော်တို့စက်တိုက်ရှားနေရတာဖြစ်တယ်နောက်တစ်ခုကဒီနေပြည်တော်ရဲ့ပတ်ဝန်းကျင်မှာပေါ့ကျွန်တော်တို့တော်လည်းရဲဘော်တွေ PDF တွေဝင်ရောက်နေနိုင်တဲ့သတင်းကိုလည်းကြားနေရတာဖြစ်တယ်ပေါ့နော်အဲ့တော့2025ဟာကျွန်တော်တို့တော်လည်းရဲကိုနော်ချိန်ငွေရှာဘယ်ဘက်ကိုအလေးတာမလဲဆိုတာကိုတိတိကျကျနော်သိနိုင်မဲ့နှစ်တစ်ခုလို့ခံမှန်းမိတယ်ပေါ့အဲ့တော့ဒီနေ့ဖတ်လိုက်ရတဲ့သတင်းလေးတစ်ခုရှိတယ်ဖတ်လိုက်ရတာမဟုတ်ပါဘူးကျွန်တော်ဗီဒီယိုဖိုင်ကြည့်လိုက်ရတာပါစီဒီအမ်ဘူကြီးတယောက်ပြောထားတာပေါ့နော်နေပြည်တော်ရဲ့ -20 လောက်တာအကွာဝေးရှိတဲ့နေရာမှာကျွန်တော်တို့ PDF ရေပေါ်လေးစစ်စေးပြုလုပ်ကြတယ်စစ်စေးပြုလုပ်ကြတဲ့အချိန်ဟာလည်း3နာရီလောက်ကြာတယ်ပေါ့နော်ဒီ3နာရီလောက်ကြာတဲ့အချိန်မှာစစ်ကောင်စီဘက်ကနေပြီးတစုံတရာလိုက်လံပစ်ခတ်တာမျိုးခုခံတာမျိုးမရှိခဲ့ဘူးတိုက်ခိုက်တာမျိုးမရှိခဲ့ဘူးဆိုတော့နေပြည်တော်ဟာသူတို့ရဲ့အသက်ဘူးဖြစ်တယ်စစ်ကောင်စီရဲ့နောက်ဆုံးနောက်ဆုံးလိုက်ပေါ့လုံခြုံရေးကိုအသေးအတန်တိုးမြင့်ထားတဲ့နေရာဖြစ်တယ်နောက်ဆုံးတိုက်ကပ်ဖြစ်တယ်ပေါ့နော်နေပြည်တော်တို့ရန်ကုန်တို့ပေါ့ရှင်နော်မန္တလေးအပါအဝင်ပေါ့နော်ဒါပေမဲ့နေပြည်တော်ကအဓိကနေပြည်ဖြစ်တယ်ပေါ့အဲ့တော့အဲ့လိုနေမျိုးမှာ -20 လောက်တာကောက်ဝေးတဲ့နေရာမှာ
PDF ရဲဘော်တွေတော်လိုင်းရေးတပ်ဖွဲ့တွေရောက်နေတာစစ်ကောင်စီကမသိတာလားဒါမှမဟုတ်ဗျာများနေတာလားပေါ့နော်ရှုပ်ရှက်ခတ်နေတာလားပေါ့ဘာတွေလုပ်လို့ဘာတွေကန်ရမှမသိတော့တဲ့အချိန်တိုင်းလက်မကန်ပြီးအခြေအနေမျိုးကိုဖြစ်နေတာလားဒါမှမဟုတ်သူတို့အတွင်းထဲမှာဘာတွေဖြစ်နေလဲပေါ့နော်တခုခုတော့တခုခုပဲပေါ့နော်ဒါနောက်တစ်ခုကပြည်သူစီကတည်င်းမရတာလည်းဖြစ်နိုင်တယ်အကြောင်းရဘာလဲဆိုလို့ရှိရင်ဒီငလင်လောက်ခတ်သွားတဲ့အပေါ်မှာနေပြီးတော့မှအများကြီးကြီးကြိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်သွားတယ်အဲ့ဒီပုံမှာလည်းဒီအလောင်းတွေကိုပေါ်ပေးတာမျိုးเนาะဒီအချိန်မီအသက်ကယ်ပေးတာမျိုးတွေနေပြီးတော့မှရှိနေတဲ့လူတွေကဒီစစ်အုပ်စုကမလုပ်ပေးခဲ့ကြဘူးမလုပ်ပေးခဲ့ကြဘဲနဲ့သူတို့ဒီတခြားနေရာတွေနဲ့ဒီတခြားနိုင်ငံတွေကိုဒီခွက်ခောက်တာလောက်တွေတို့အာယုံဆက်ပြီးတော့လုပ်နေကြတာဖြစ်တဲ့အတွက်အဲ့ဒီအထဲမှာရှိနေတဲ့ပြည်သူတွေကလည်းတော်တော်လေးဟိုမှာစိတ်နာသွားတဲ့အခြေအနေမျိုးမြင်တွေ့ရတယ်ပေါ့နော်တရင်တွေလည်းဖုံးထားတယ်ပေါ့ဆိုတော့ငကိုတွေကမှဟာလာဘောမဆိုတဲ့တစိတ်ကိုချစ်ချင်နဲ့ခံယူတာတော့သူတို့အပြည့်နဲ့သူတို့လည်းတရင်မထုတ်ရဘူးမအော်ရဲမပြောရကြဘူးရှင်အဲ့လိုအနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ဒီတရင်တွေကို PDF တွေနေပြည်တော်နားရောက်လာတယ်ဆိုတဲ့တရင်တွေကိုပြည်သူစီကမရတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ခံမှန်းကြည့်တာပေါ့ဆိုတဲ့ခါကျတော့အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ရဲဘော်တွေနော်ဒီစစ်စေးပြုလုပ်နေတဲ့အချိန်မှာပဲပုံမှုတယောက်အပါဝင်တက်ကြနှစ်ယောက်ကိုဖမ်းမိတယ်ဖမ်းမိတာကလည်းဒီတို့ရှိမှာပါလာတဲ့လက်နက်ခဲယမ်းတွေအပါဝင်တို့ရဲ့ပစ္စည်းတွေအားလုံးဟာနော်ပုံးနေလည်းအများကြီးပါတယ်လို့ပြောတယ်အဲ့တော့အဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးက3,200ဝန်းကျင်လောက်ရှိတယ်လို့ပြောတယ်ပေါ့ရှင်နော်အဲ့တော့အရှင်ဖမ်းမိတယ်ပေါ့အဲ့ဒီအရှင်ဖမ်းမိတဲ့တတိယကိုစစ်ကောင်စီကဘယ်လိုထုတ်ပြန်ထားလဲဆိုလို့ရှိရင်ဒီ3ယောက်ကိုစစ်ကောင်စီဘက်ကနေပြီးလိုက်လံပစ်ခတ်လို့တည်သွားတယ်လို့ထုတ်ပြန်ထားတယ်ရှင်အဲ့တော့တော်လိုင်းဘက်ကအဖွဲ့တွေကလည်းပြန်ပြီးထုတ်ပြန်ထားတာဒီလူတွေကသူတို့လက်ထင်မှာရှိနေတယ်ဆိုတဲ့အကြောင်းကိုပြန်ပြီးထုတ်ပြန်ထားတာတွေ့ရတယ်အမှန်တမ်းမှစိတ်ဝင်စားကြလည်းကောင်းတယ်နောက်တစ်ခုကဒီဘုံမှု3ယောက်ဟာဘုံမှုအပါဝင်တက်ကြ2ယောက်ဒီ3ယောက်ဟာဒီလမ်းကိုလာမယ်ဆိုတာကိုသတင်းပေးတာကနေပြည်တော်မှာရှိနေတဲ့ဖရဲဒီကသတင်းပေးတာဖြစ်ပါတယ်ဒီသတင်းပေးမှုအပေါ်မှာ PDF တွေကလည်းအကျိုးရှိရှိထိထိရောက်ရောက်အသုံးချလိုက်နိုင်တာတွေ့ရတယ်အမှန်တမ်းပေးယူမျှတယ်ပေါ့ရှင်ဆိုတဲ့ခါကျတော့ပြည်သူရှိကသတင်းမရတာကိုလည်းစစ်ကောင်စီကရင်ဆိုင်နေရတာဖြစ်တယ်လို့သူ့ရဲ့အတွင်းထဲမှာလည်းနော်စစ်ကောင်စီအနေနဲ့ကြည့်တက်စပေါက်ပေါ့ရှင်တက်စပေါက်တွေရှိနေတာဖြစ်တဲ့အတွက်သူတို့ဟာဘလို့တွေပဲစူးစမ်းနေသူတို့ရဲ့ရှုံးဝဲတွေကိုပဲကျွန်တော်တို့ကမြင်ရမှာကျွန်တော်ပြည်သူလူထုကမြင်ရမှာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်2025မှာမြင်လာရနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့ရှင်နော်နောက်တစ်ခုကကျွန်တော်စစ်ရေးကြီးကိုပြန်ပြီးသုံးသပ်မယ်ဆိုလို့ရှိရင်အခုချိန်မှာနော်အရင်တော့လိုမျိုးဘုံမှုအဆင့်လောက်တွေမဟုတ်တော့ဘူးねဘုံမှုအဆင့်တက်ကြီးတဲ့လူတွေပုံကိုယ်တွေကိုဒါခက်စိတ်ဖမ်းမိတယ်ပေါ့နော်အဲ့အနေထားမျိုးရှိတယ်ဆိုတဲ့ခါကျတော့ဒါကျွန်တော်တို့ကတော့အမတန်အားရတယ်နော်ပြည်သူတွေကိုလည်းပြောချင်တယ်ရှင်ကျွန်မဒီမှာစကားလေးနည်းနည်းဖြတ်ပြောချင်တာပါလဲဆိုလို့ရှိရင်ကျွန်တော်မလေးရှားမှာရှိနေတဲ့ပေါ့နော်ဒီကျွန်တော်ပြည်သူတွေပြောချင်တာပေါ့ကျွန်တော်တို့ဒီတော်လန်ရေးအဖွဲ့တွေရဲ့စာဝင်နေရေးဟာအရေးကြီးပါတယ်တို့ရဲ့စာဝင်နေရေးအတွက်ကျွန်တော်တို့ဒီကိုလည်းပါဝင်တဲ့လူတွေလည်းအရန်ကြီးဖိအားမဖြစ်ရအောင်အရန်ကြီးမများရအောင်တနေ့တစ်ချက်မလေးရှားရင်းကြီးတနေ့တစ်ချက်အလားကို30နဲ့ကျွန်တော်တို့ group တွေဖွဲ့ရတာရှိတယ်အဲ့ဒီကနေပြီးတော့ရတဲ့ဒီထောက်ပံ့ငွေပေါ့ရှင်ထောက်ပံ့ငွေကရဲဘော်တွေရဲ့လက်ထဲကိုကျွန်တော်စားနေရိတ်ခါဖြစ်နေလဲသွားတယ်ဒီ uniform တွေလုပ်အပ်ရင်လည်းဝယ်ပေးတယ်နော်လိုရင်လိုတဲ့နေရာကိုသွားနေတာဖြစ်တဲ့အတွက်ကြောင့်မို့နော်တနေ့တစ်ချက်တစ်လ30နဲ့ပါဝင်ခြင်းတဲ့လူများနေတယ်ကျွန်တော်ဆက်သွယ်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မဒီများနေတစ်ခါလေးကြောင်ညာပေးမယ်ပေါ့ရှင်နော်ဆိုတဲ့အခါကျဒါလေးကတော့ကြောင်ညာဝင်တာပေါ့ကျွန်တော်တို့ကတော်လန်ရေးကိုကူမယ်ဆိုလို့ရှိရင်ငွေပြည်သူကျွန်တော်တို့ပြည်သူတွေကတော့ငွေနဲ့ပဲကူမရမယ်တခြားအရာမရှိဘူးကျွန်တော်တို့အတက်လည်းမပေးနိုင်ဘူးเนาะဒါကြောင့်မလို့ကျွန်တော်တို့ကရတဲ့နီးတွေနဲ့ကူနေတာဖြစ်တယ်ပေါ့နော်ဂျားထဲမှာလည်းကျွန်တော်တို့ campaign တွေ3000 campaign တွေလုပ်ခဲ့တယ်အောင်မြင်တယ်เนาะ100%မဟုတ်တော့မှ80%လောက်အောင်မြင်တယ်เนาะဒီဂျားထဲမှာလည်းပြည်သူတွေရဲ့ပတ်ပိုးမှုကလိုအပ်နေသေးတယ်အခုဆိုလို့ရှိရင်ဒါ2025မှာကြားနေရတဲ့သတင်းတွေရဆိုရင်စစ်ရေးအချိန်က2025မှာအမြင့်ဆုံးအခြေအနေမျိုးရောက်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကအခုအချိန်မှာပို့ပြီးတော့မှတော်လိုင်းဘက်ကိုတော်လိုင်းအဖွဲ့တွေကိုပို့ပြီးတော့မှပံ့ပိုးရမယ့်အချိန်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်မဒါကြီးကိုကြောင်ဝင်ခြင်းဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်နောက်တစ်ခုတည်င်းရတော့ဗာလဲဆိုလို့ရှိရင်ဒီမုံရောင်ဘက်ကိုစစ်အင်အားဖြစ်တင်းနေတဲ့ကိစ္စပေါ့နော်ဒီနပခကနေပြီးတော့စစ်အင်အားဖြစ်တင်းနေတဲ့ကိစ္စပေါ့ဆိုတော့သူဒီစစ်အင်အားဖြစ်တင်းတဲ့နေရာမှာလေကားအစီး100လောက်ရှိတယ်လို့ဒါတည်င်းရတယ်အဲနောက်ပြီးတော့စစ်လက်နက်ခဲယမ်းတွေကလည်းပြည့်စုံထည့်ပေးလိုက်တယ်လို့တည်င်းရတယ်နော်အဲ့တော့လူဝယ်ပစ္စည်းအများကြီးပေါ့ရှင်လူဝယ်ပစ္စည်းအများကြီးနဲ့နော်ဒီစစ်အင်အားကားအစီး100လောက်နေဆိုတော့စစ်ပွဲကြီးကြီးတွေမုံရောင်ဘက်မှာဖြစ်လာနိုင်တယ်ဒါကြောင့်မုံရောင်မှာရှိနေတဲ့ပြည်သူလူထုကိုသတိထားရအောင်ဒီသတင်းတွေကိုပေါ်ထုတ်ပြရဖြစ်ပါတယ်ပေါ့နော်ဆိုတဲ့ခါကျတော့အဲ့ဒီစစ်ပွဲကိုเนาะအဲ့ဒီစစ်ကြောင်းကိုဦးစီးဦးဆောင်လုပ်တာကတော်လန်ရေးအဖွဲ့တွေကစစ်တုပ်ပန်းအဖြစ်ခန္ဓာပြီးတော့မှပြန်လှုပ်ပေးလိုက်တဲ့စစ်တုပ်ပန်းတယောက်ဖြစ်တယ်လို့ဒါပြောထားတယ်ပေါ့နော်ဆိုတဲ့ခါကျတော့စဉ်းစားဖို့ပါတော်လန်ရေးအဖွဲ့တွေရောเนาะကျွန်တော်တို့ PDF တွေရောပြောချင်တာကကျွန်တော်တို့ဒီရန်သူကိုဖမ်းမိပြီဆိုလို့ရှိရင်မြေမြုပ်လိုက်ပါရှင်းရှင်းလေးပဲပြောတာဒါเนาะရန်သူဟာဘယ်တော့မှအခုလိုဖြစ်မလာဘူးဒီချိန်ထိစစ်ကောင်စီဘက်မှာမရက်တည်ပြီးတော့တေပွဲဝင်တိုက်ပွဲဝင်ပေးနေတယ်ဆိုတဲ့ကဒီလူတွေကဘယ်နည်းနဲ့မှပြည်သူဘက်ကိုမျက်နှာမူလာမှာမဟုတ်ပါဘူးဒါကြောင့်မို့ဒီစစ်တုပ်ပန်းတွေကအင်မတန်မှအန်ဒီရများတယ်ကျွန်တော်တို့စီကသတင်းတွေလည်းပေါက်ကြားမှာဖြစ်တယ်လို့အခုကျတော့လွတ်ပေးလိုက်တဲ့လူကပြန်တိုက်မဲ့အနေထားမှာဦးစီးရမှာဖြစ်တယ်လို့ဒါသတင်းရဆိုတဲ့ခါကျတော့ဒီစစ်တုပ်ပန်းတွေကိုပြန်မလွတ်ပေးပါနဲ့ဒါကိုတော့ပြောချင်တယ်နောက်တစ်ခုကတော်လိုင်းရေးတပ်ဖွဲ့တွေသတိထားဖို့ပါနော်အခုစစ်ကောင်စီကလေရင်နဲ့ဒါသူကလေရင်တစ်ခုနဲ့ဒါအားကိုးပြီးတော့တိုက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လေရင်ကိုပဲသူတို့အသုံးပြုမှာဖြစ်တဲ့အတွက်ဒီစက်တွေပစ္စည်းတွေစက်တွေအထိုင်စက်တွေစကားပြောစက်တွေကိုအမှန်တန်မှလုံခြုံရေးသတိထားဖို့လိုအပ်ပါတယ်နော်ဒီဟာတွေကို location လိုက်ပြီးတော့ဒီနေရာတွေမှာဘုံကျဲဖို့အစီအစဉ်ရှိတယ်လို့ဒါသတင်းအတိအကျရထားတယ်ပေါ့ရှင်ဒါကြောင့်မလို့ကျွန်တော်တို့တော်လိုင်းရေးအဖွဲ့တွေကိုလည်းဒါလေးတွေကိုတော့သတိပြုဖို့ဒါပြောချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့2025ရဲ့စစ်ရေးဟာကျွန်တော်တို့ပြည်သူလူထုအတွက်ကတော့နော်အရွေးတစ်ခုအပြောင်းလဲတစ်ခုကိုတိတိတတ်တာမြင်ရမယ်နှစ်တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းစစ်ရေးဆိုတာနောက်ဆုံးဒါတတိယ line လို့ခေါ်လို့ရတာပေါ့တတိယသွားမယ်ဟာပေါ့နော်
အဲ့တော့ဒီပုံမှာလည်းဒီအယူဂျီအနေနဲ့ကျင်ညာထားတာရှိတယ်နော်ပြည်သူတွေနဲ့ကြိုတင်ပြင်ဆင်ထားကြဖို့ကျင်ညာထားတာရှိဒါတွေကခဏခဏကျင်ညာနေရပဲပေါ့နော်အခုတကယ်ဖြစ်လာမဲ့စစ်ပွဲတွေကပို့ပြီးတော့အရင်ထက်ပို့ပြီးတော့ဒီမှာပဲအရင်ထက်ပို့ပြီးတော့ပြည်စည်းဆုံးရှုံးမှုတွေများမယ်ဒါကြောင့်ပြည်သူလူထုတွေနဲ့အထူးတတိထားဖို့ပေါ့ရှင်နော်တတိထားကြဖို့ရှောင်ရှားကြဖို့ပြင်ဆင်ရရှိရတယ်ပြင်ဆင်ထားဖို့လိုအပ်တဲ့ပစ္စည်းတွေကိုတပါးတည်းယူထားဖို့နှိုးဆော်တယ်ပေါ့ရှင်နော်အဲ့တော့ဒီပြည်သူများအနေနဲ့ဒီပြည်ပမှာရောက်နေတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေပေါ့ရှင်အမှန်တရားကိုမျက်နှာတွေလူများအနေနဲ့နော်တော်လှန်ရေးကိုပါဝင်ပေးကြပါအာရုံစိုက်ပေးကြပါတချီထပ်ပြီးတော့ယုံကြပါစို့လို့ပြောကြရင်လည်းကျွန်မဒီတတိလေးကိုလာပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့တော်လှန်ရေးနော်ဘယ်အချိန်မှာနော်အပီးတက်မယ်ဆိုတာမသိပေမဲ့အခုချိန်မှာကြားနေရတဲ့တတိတွေကကျွန်တော်တို့တော့ကလုံးဝအားရစရာတတိတွေဖြစ်တဲ့အတွက်ကြောင့်မို့နော်ပြည်သူတွေစိတ်တမကြပါနဲ့နော်ပြည်သူတွေစိတ်တမကြပါနဲ့ပြည်ပမှာရှိနေတဲ့လူတွေလည်းဒီတော်လှန်ရေးကိုပါဝင်ပေးကြပါနော်ဒါကိုကျွန်မထက်ကတောင်းဆိုပါတယ်ပါဝင်နေတဲ့လူများကျွန်မကိုဆက်သွယ်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုကျွန်မဒီဗီဒီယိုဖိုင်လေးမှာတစ်ခါလေးတင်ပြပေးလိုက်ပါရှင်ကျေးဇူးတင်ပါတယ် NUG ကိုခေါ်တွေးဖို့အတွက်မရောက်လိုက်ကိုခေါ်တွေးလိုက်ရ နော် ရင်းလိုက်တာပေါ့ဗျာ NUG နဲ့တွေ့ကြတာအဲ့ဒီနောက်ကွယ်မှာအမေရိကန်ပါတဲ့ပုံစံရှိတယ်အာဆီယံနိုင်ငံများကလည်းမူအရစီးပွားရေးရတရုတ်ကလောက်တာပြောတာတရုတ်ကိုမကြိုက်တာရှိတယ်ဘာဖြစ်လို့ဒီဆောက်ချာနာစီမှာတရုတ်ကနေမြေတွေချဲ့ထွင်နေတာရန်စနေတာဒါအာဆီယံနဲ့အဓိကဖြစ်နေတာလीအဲ့တော့လာရှိုးကိုပြန်တောင်းတာ तू အမှား तू အရှုံးခံရမှာ तू တော့ तू ပြန်တိုက်အဲ့တော့ तू ပြန်တောင်းတာမရလို့တရုတ်ကိုခြေသလုံးဖက်ပြီးတရုတ်က PR နဲ့လှုပ်လိုက်တဲ့အချိန်မှာအမေရိကန်ဟာဒီကောင်တွေမရတော့ဒီကောင်တွေတရားလုံးလာပြီဒီပုံစံတရုတ်နိုင်ငံလုံးဝါတော့မှာဒါဆိုရင်အမေရိကန်ရဲ့ policy အခုအမေရိကန်ကလည်းတရုတ်ကို containment လုပ်ချင်တာတရုတ်ကကဘာကြီးကိုအမေရိကန်ကကဘာမှာအန်ကယ်ဆန်ကဥဆောင်နေတာကဘာကြီးကိုလိုနီမဖြစ်ဘူးဗျာတချို့နိုင်ငံတွေတော့စစ်ပွဲဖြစ်မယ်ဒါပေမဲ့ကဘာကြီးကြီးပွားတိုးတက်တယ်ဟုတ်ကျွန်တော်ပြောသလိုပဲဒီစစ်ကောင်စီအားအစမြန်မာပြည်ကခရိုနီတွေအစအမေရိကန်လုတ်ပြီးလို့ကမ္ဘာလူကြီးသန်းတစ်ထောင်စင်ရဲတွင်းကလုတ်ပြီးတော့မီလီယံနာတထေးတွေဖြစ်ကုန်တယ်တရုတ်အမေရိကန်နိုင်ငံကိုတရုတ်ယူလိုက်ရင်အဲ့လိုလုတ်ပေးမယ်လို့ထင်ပါသလား yes or no အမေရိကန်လုတ်ပြောသလိုကမ္ဘာကြီးချမ်းသာအောင်လုတ်ပေးမယ်လို့ယုံကြည်ပါသလား yes or no yes or no အမေရိကန်ကြောင့်အခုကျွန်တော်ပြောတယ်တော့ကမ္ဘာကြီးစနစ်ပြောင်းတော့မှာ globalization ကနေ deglobalization ကိုသွားနေပြီ protectionist လို့ခေါ်တဲ့ကိုကာကွယ်ရေးမူဝါဒတွေချကျင့်သုံးနေပြီဘာကြောင့်လဲတရုတ်ရဲ့လောက်ရကြောင်အမေရိကန်လိုက်လောက်ပါပြီအဲ့တော့ကမ္ဘာကုန်သွယ်ရေးအခွင့်အရေးတွေကမ္ဘာဥပဒေတွေကမ္ဘာကြီးနဲ့တဟဇာတာဖြစ်မယ်ဆိုတော့အခွင့်အရေးယူပြီးတို့ဂုတ်သွေးစုံနေပြီဒါကြောင့်အမေရိကန်လွန်ခဲ့တဲ့နှစ်40ကလုပ်ပြီးလို့ကမ္ဘာပေါ်မှာဆင်းရဲမှုတွေပပျောက်ပြီးအာရှသားတန်းတစ်ထောင်လောက်လူလက်သားတထေးတွေဖြစ်သွားတာတရုတ်တော့လောက်အနှစ်40အမေရိကန်နိုင်ငံကိုယူပြီးအုပ်ချုပ်မယ်ဆိုရင်အဲ့ဒီအာရှသားတွေအားလုံးဒီအမေရိကန်လုပ်ပြီးသလိုမျိုးချမ်းသာလာမယ်လို့ထင်ပါသလား yes or no မန်နေဂျ်ပဲနော်အဲ့တော့ကျွန်တော်တို့မျှော်လင့်နေတော့တကယ်အကြီးမားဆုံးမျှော်လင့်ချက်ပဲဒါပေမဲ့အဲ့ဒီမျှော်လင့်ချက်မှာကနလိုယူကရိန်းလိုဖြစ်သွားမှာလားအဲ့ဒါတွေကိုကျွန်တော်တို့ဒီချိန်မှာမစဉ်းစားကြဘူးဘာလို့ဆိုတော့ကိုပျော်နေတဲ့အပျော်လေးကိုစိတ်ရှုပ်အောင်မလုပ်ချင်ဘူးဖြစ်ကမှဖြစ်ရောပဲအခုလည်းဖြစ်နေတာပဲအခုလည်းအမေရိကန်မဝင်လာရင်ကျွန်တော်တို့ဖို့ဝင်ညက်ကြည်တော့မှာ yes or no အခုအမေရိကန်ဝင်မပိုင်လဲကျွန်တော်နိုင်ငံဖို့ဝင်ညက်ကြည်ဘာကြောက်လဲကျွန်တော်တို့ကခုခံမှာကျွန်တော်တို့ကတိုက်တာပဲတိုက်ရင်တရုတ်အားနဲ့ဒီစစ်ကောင်စီကပေါင်ပြီးကျွန်တော်တို့ကိုကျဲမှာပဲအခုလည်းကျဲနေတာပဲ right or no အခုအမေရိကန်မဝင်လာလဲကျွန်တော်တို့ကအဲ့တော့အမေရိကန်မဝင်လာရင်လဲကျွန်တော်တို့ကအခုပြကြနေတာပဲသူတို့လှုပ်ချင်တာလုပ်နေတာပဲဒ
ဒီ MNDAA ငါးလုံးကောင်နေနဲ့တရုတ်ပြည်ဂျားဝင်စိစက်မှုအရာဟုတ်လားတရုတ်အစိုးရကြီးကကျမတို့ရဲ့ NASA ကရဲ့ခြေတော်ရင်းကိုကြားရောက်ခဲ့ရပြီဟုတ်လားတရုတ်အစိုးရကြီးသူတို့လွန်ဆန်လို့မရခဲ့တဲ့အတွက်ကျမတို့ရဲ့ဖခင်ကြီးရဲ့ခြေတော်အစုံကိုရောက်ခဲ့ရပြီကျမတို့ဖခင်ကြီးတောင်းဆိုချက်တွေကိုလိုက်ရောခဲ့ရပြီကျမတို့ဖခင်ကြီးရဲ့ရာဇသံတွေပြင်းထန်တဲ့ရာဇသံတွေအောက်မှာအခုပြဝတ်တဲ့ဘဝကိုရောက်ခဲ့ရပြီเนาะဒီနှစ်ဖက်တွဲဆုံမှုဆွေးနွေးမှုတွေမှာဒီ MNDAA တွေကဒီလာရှုမျိုးပေါ်မှာရှိတဲ့12ရက်ကွက်နဲ့73မှန်တွေကိုကျမတို့အစိုးရကြီးထံနာဇကအစိုးရကြီးထံပြန်လည်လွှဲပြောင်းပေးအပ်ပြီးပါပြီနော်ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့လမ်းမတစ်လျှောက်မှာရှိတဲ့ဒီမန္တလေးကနေမူဆယ်ကိုထိန်းချုပ်ထားတဲ့မြို့တွေကိုကျမတို့နာဇကအစိုးရတွေကိုပြန်အပ်ရမယ်ဒီလက်နက်ကင်တွေစုပ်ပေးရမယ်နော်ကိုခိုင်သိန်းဒီတီဘောကြောက်မဲနောက်ချိုးအစရှိတဲ့မြို့တွေကိုပြန်အပ်ရမယ်လာရှိုးမြို့မှာရှိတဲ့တချို့သောနေရာကြီးဖြန့်ခွဲနေရာတွေမှာယူထားတဲ့ PDF တွေကစစ်ရေးဖော်ဆောင်မှုတွေကိုမဖော်ဆောင်နိုင်ဖို့အတွက်ဒီနာဇကအစိုးရနဲ့တပ်မတော်တွေကိုစစ်ရေးဖော်ဆောင်လာမှာဖြစ်နိုင်တဲ့အတွက်မဖော်ဆိုင်နိုင်အောင်နော်စစ်ရေးတုတ်ရှားမှုတွေကိုမပြုတ်လုံနိုင်အောင် UWSA ဝအပါအဝင် MNDAA ဒီငါးလုံးကောင်တွေကပူးတွဲလုံခြုံရေးယူပေးကြရမယ်ဟုတ်လားနာဆာကအစိုးရမှာကိုပိုင်အုပ်ချုပ်ခွင့်ရဝဒေသနဲ့ကိုကန့်ဒေသကိုငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်နိုင်ရေးထာဝရငြိမ်းချမ်းရေးအတွက်အာမခံချက်ပေးရမယ်နော်ဒီနာဆာကကျမတို့နာဆာကရနေပြီးတော့ဝဒေသနဲ့ဒီကိုကန့် MNDAA တွေကိုငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရမယ်ထာဝရငြိမ်းချမ်းရေးရဖို့အတွက်ကိုအာမခံချက်ပေးရမယ်လက်နက်ကင်ပရိပခများမဖြစ်ရေးညှိနှိုင်းရေးကော်မတီအဖြစ်တရုတ်အစိုးရကနေပြီးတော့ဂျားနေဆောင်ရွက်ရန်စောင့်ကြည့်ရေးရုံးကိုလာရှိုးမှာဖွင့်လှစ်ထားပေးမှာဖြစ်ကြောင်းနော်ဒီလက်နက်ကင်တပုံတွေ MNDAA ဒီငါးလုံးကောင်တွေနော်ဒီပလောင်တွေပေါ့အစရှိတဲ့ဒီဟာတွေကို MNDAA ဒီဝါတွေကိုဒီနာဆာကအစိုးရကြီးနဲ့တပ်မတော်အစိုးရကြီးနဲ့ဒီစစ်ရေးဖြစ်ပွားမှုနှစ်ဖက်တင်းမာမှုဖြစ်ပွားဖို့အတွက်သူတို့ကဂျားနေအဖြစ်ဆောင်ရွက်ဖို့အတွက်လာရှိုးမှာသူတို့ရုံးခန်းဒီလာရှိုးမှာစောင့်ကြည့်ရုံဖွင့်လှစ်ထားရန်ဖွင့်လှစ်ထားပေးမှာဖြစ်ကြောင်းနော်ယာယီလုံခြုံရေးကာလအဖြစ်ဒီအခုကျမတို့ဒီနှစ်ဦးနှစ်ဖက်ပေါ့နော်နှစ်ဖက်ဒီလုံခြုံရေးပေါ့ဒီသွားနေတဲ့လမ်းကြောင်းတစ်ခုမှာဒီ MNDAA ဒီလက်နက်ကင်နေနဲ့ကျမတို့နာဆာကအစိုးရကြီးသွားနေတဲ့ကာလတစ်ခုမှာယာယီလုံခြုံရေးကာလအဖြစ် UWSA 1နဲ့ MNDAA က MNDAA ဒီငါးလုံးကောင်တွေကပေါ့နော်လာရှိုးအနီးယာယီတက်ဆွဲထားပြီးဒီလာရှိုးအနီးပေါ့နော်လာရှိုးမြို့ရဲ့ပတ်ဝန်းကျင်ပေါ့မြို့ပြင်တွေမှာပတ်ဝန်းကျင်တွေမှာတက်ဆွဲထားပြီးနာဆာကတပ်ဖွဲ့ဝင်များနေရာယူပြီးပါကပြန်လဲထွက်ခွာပေးရပါမယ်เนาะပြန်လဲထွက်ခွာပေးရပါမယ်ယာယီအစိုးရထိန်းချုပ်ထားရခင်အစိုးရထိန်းချုပ်ထားသည့်ဝါအုပ်ချုပ်ရေးခွင့်ရဝါအုပ်ချုပ်ခွင့်ရမြို့နဲ့မြို့နဲ့ UWSA ဝါစီအနှံ့ရန်မြို့နဲ့မြို့ကိုရခင်ဝါကဒီ WSA ဝါတွေအုပ်ချုပ်ခွင့်ရတဲ့နှစ်မြို့ကိုဒီဝါတွေကိုပြန်လဲအနှံ့ရန်အစားရှိသူတို့ကိုသဘောတူညီခဲ့ပါအကျဉ်းဖက်မင်းအွန်လိုင်းကို ICC တရားရုံးကဖန်ရန်ထုတ်ရေးအတွက်ဆက်လက်လှုပ်ဆောင်နေပြီးမကြာမီမင်းအွန်လိုင်းတို့အတွက်ဖန်ရန်ထွက်ရှိလာတော့မှာဖြစ်တယ်လို့ဗြိတိန်အခြေစိုက်မြန်မာရိုဟင်ဂျာအသင်းဥက္ကဋ္ဌဦးထွန်းခင်ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ရခိုင်ပြည်နယ်ကရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုမှာပြစ်မှုထင်ရှားတဲ့အတွက်အကြမ်းဖက်မြန်မာစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ကနေဖန်ရန်ထုတ်ပေးဖို့ ICC ရဲ့ရှေ့နေချုပ်ကနေ ICC တရားရုံးမှာ2024ခုနှစ်နိုဝင်ဘာလ29ရက်နေ့ကပဲတရားဝင်လျှောက်ထားခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်အဲဒီနောက်အကြံဖတ်မင်းအွန်လိုင်းတို့အတွက် ICC ကနေဖန်ရန်ထုတ်ပေးဖို့လုပ်ငန်းစဉ်တွေဆက်လက်ဆောင်ရွက်နေရမှာ9လကျော်ကြာမြင့်လာပြီဖြစ်တဲ့အတွက်လုပ်ငန်းစဉ်တွေဟာလည်းပြီးမြောက်ဖို့နီးကပ်လာပြီဖြစ်တာကြောင့်မကြာမီမင်းအွန်လိုင်းတို့အတွက်ဖန်ရန်ထွက်ရှိလာတော့မှာဖြစ်တယ်လို့ဗြိတိန်အခြေစိုက်မြန်မာရိုဟင်ဂျာအသင်းဥက္ကဋ္ဌဦးထွန်းခင်ကရန်ကုန်ခေတ်ကိုရှင်းပြထားပါတယ်အကယ်လို့ ICC ကသာမင်းအွန်လိုင်းတို့အတွက်ဖန်ရန်တရဝင်ထွက်လာခဲ့ရင်တော့နိုင်ငံရေးတန်တမာရေးစီးပွားရေးနဲ့အဖက်ဖက်မှာမင်းအွန်လိုင်းတို့အတွက်တိုက်ရောက်မှုတွေရှိသွားမှာဖြစ်တဲ့အပြင်သူ့ရဲ့အရှိမတဲ့ICC ဖန်ရန်ကြောင့်ဖိလစ်ပိုင်သမ္မတဒူတာဒေးကိုဖမ်းဆီးခဲ့တာတွေရှိတဲ့အတွက်ဒါဟာပေါ်သေးသေးမဟုတ်ပဲအကြမ်းဖက်မင်းအွန်လိုင်းတို့အတွက်တိုက်ရောက်မှုကြီးကြီးမားမားရှိလာမှာဖြစ်တယ်လို့လည်းဦးထွန်းခင်ကရှင်းပြထားပါတယ်ဒါအပြင်အခုလို ICC တရားရုံးမှာတင်မကတစ်ဖက်ကအာဂျင်တီးနားနိုင်ငံရဲ့တရားရုံးမှာလည်းအကြမ်းဖက်မင်းအွန်လိုင်းတို့စစ်အုပ်စုကိုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့စစ်ရာဇဝတ်မှုနဲ့ဖန်ရန်ထုတ်ဖို့အဆင့်ဟာနိုင်ငံတကာရဲတပ်ဖွဲ့ Interpol စီကိုပါအနီးရောက်အဆင့်ထုတ်ဆင့်ပြီးဖန်ဆီးနိုင်မှုအတွက်လုပ်ငန်းစဉ်တွေအထိဆက်လက်လှုပ်ဆောင်နေပြီဖြစ်တယ်လို့လည်းသိရပါတယ်အကြံဖတ်စစ်ကောင်စီဘက်ကတော့အခုလို ICC အပါအဝင်နိုင်ငံတကာတရားရုံးတွေမှာအကြံဖတ်မင်းအွန်လိုင်းနဲ့မြန်မာစစ်ကောင်ဆောင်တွေကိုတရားစွဲဆိုနေမှုတွေအပေါ်စိုးရိမ်စရာမရှိဘူးဆိုပြီးတော့ပါစစ်ကောင်စီရဲ့ပြောခွင့်ရအကြံဖတ်ဇော်မင်းထွန်းကအေဂျစီယာသတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းမှာတုံ့ပြန်ပြောဆိုထားပါသေးတယ်ခင်ဗျ